ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စာရေးသူနေဖုံးသိရှိသားတဲ့ကြောင်နဂါးတိုင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့အသေးအသေးတွေတင်နိုင်သိရှိစေဖို့အတွက်ဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ကိုလည်းတောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်သူတို့ကိုယ်လုံးလေထဲမျောလွင့်လိုက်ပါစီးမျောနေတာကထပ်အောက်ဝဲရာစုံချီစံချီကူးချီတန်းချီရှိနေပါ ರಿ မိုးမြေအနှက်မဲနှက်နေတဲ့ခြုံပွားလွှမ်းခြုံထားသလိုမျိုးရှိနေပါ ರಿ ကျဲရောင်ဖြူဖြူဖြတ်ဖြတ်သာတခါတရံဖောက်ခနဲလင်းလက်သွားတတ်ပါ ರಿ လေပြင်းတစ်ချက်ဝေရတိုက်လိုက်တိုင်းညိတ်ကနေဖြစ်သွားတဲ့ခံစားမှုကိုသဘောကျတဲ့အတိုင်းခိုခိခက်ရီမောလိုက်ပါသေးတယ်ပြင်ပကဘာကိုတခါမှချိမချဘူးတဲ့သူ့အဖို့စိတ်လို့ကိုလို့ဖြစ်ခါခလေးတယောက်လိုစိတ်ရှိတိုင်းစော့ကစားနေပါ ರಿ တိမ်လွှာပြင်ချခေါက်တုံလူးလာပြေးလွှာရင်မောပတ်လာတဲ့အခါတောင်ချွန်တောင်ဖျားထက်ရစ်ပတ်ခွေပြီးအမောဖြစ်ပါ ರಿ သမုတ်တရားရေပြင်ပေါ်ရှက်တိုက်ပြေးပြီးရေလွှာရှောစီးလိုက်ပါသေးတယ်ဒါအပြင်သူ့ရဲ့အာဂရင်းကနေလေးမော့ထုတ်ပြီးလိုင်းလုံးကြီးတွေဖန်တီးကလိုက်ပါစီးနေပါသေးတယ်စိတ်စင်ကလည်းလူတို့တိုင်းထနေစီကိုလာရောက်လဲပတ်ခွင့်ပြုတ်ပေးတဲ့အကိုကြီးဖြစ်သူကိုကျေးဇူးတော်တင်နေရပါ ರಿ လူတို့ဌာနီကိုအလဲအပတ်သွားကြည့်ချင်တယ်ဆိုတော့သူ့ရဲ့အထင်းတော်သူ့ဟေမကကန့်လန့်လှုပ်ချင်သေးတာကြောင့်မနှဲချုံးမော့ပြောရပါသေးတယ်တခင်မလေးတွားရင်မဲသူ့အဖော်လိုက်မယ်နော်တခင်ကိုကူပြောပြပါလားမလိုက်ချင်ပါနဲ့မဲသူ့ရဲ့အိမ်တော်မှာညာနှမ်းမရှိရင်အကိုတော့ဝေရဝစ်စားဦးမဲသူ့လိုဂရုစိုက်လုပ်ပေးမယ်သူမရှိဘူးကျန်တဲ့အပြူတော်တွေကိုစိတ်မချဘူးအခုတော့အကိုတော်ကလွတ်ချင်တာမဟုတ်ဘူးနေချင်းပြန်ခိုင်းနေရမဲသူ့တခါမှမရဘူးလို့လိုက်ကြည့်ချင်တာဟိုတခါတော့တခင်မလေးတို့ရှာမညာတိုင်းလောကထိပ်ပံငကရောင်ဖျားမှာနောက်ပွင့်မဲ့ဖျားအတွက်ရည်စူးပြီးပရမ ्या တွေစိန်တွေဥသက်ဖျားတွေရတနာကိုးတွေကိုကြောက်တပိတ်ကြီးတဲ့ထာပနာထဲဖို့သွားကြတော့ကလည်းမဲသူ့ကိုထားခဲ့ကြတယ်ညာနန်းတိန်ကင်းနဲ့ဟိမဝတီကိုခေါ်သွားတယ်။အိုးကွယ်အိမ်မှာညီးမရှိရင်မဖြစ်လို့လေ။အဲ့ဒီကောင်မတွေကလူပြေအကြောင်းတွေမဲသူ့ရှိရောက်တာနဲ့ကြွားလုံးထုတ်ရတာအမောမသေးခင်လေးရွှေရကုံဖျားဖူးကျင်သေးတယ်။ပြီးတော့တခင်မလေးပြောနေတဲ့ရာမညတိုင်ကကြိုက်ခမီရေးလဲဖျားဖူးကျင်ပါသေးတယ်။နောက်ပြီးတခင်မလေးအတွက်ရည်စူးပြီးတခင်ကြီးလှူဒန်းပေးထားတဲ့ငကရုံစီဒီလဲဖူးကျင်တယ်။အင်းမဖျားပွဲရကြရင်ညာနန်းတို့ခိုးသွားကြမယ်ဘယ်သူမှမပြောနဲ့သိလားဟင်တကယ်နော်ဂရိပ်ပြီးတယ်ညာနန်းဝရီကမဲတုပါလေးကိုအနမ်းဖွားပေးပြီးနှစ်သိမ့်လိုက်ရပါ ರಿ မြေပြင်ပေါ်ညာနန်းဝရီရှော့တိုက်ဆင်းသက်လာပြီးထိန်ပင်ကြီးတစ်ပင်ကိုရှစ်ပတ်လိုက်ရာလျှက်စည်းလျက်ပန်းတွေတဖြန်းဖြန်းထသွားပါ ರಿ အသိဝင်လာပြီးကြပြကတိဘေးဘီဝဲရကြည့်ရာလူသူကင်းမဲ့နေတာကြောင့်တော်ပါသေးတယ်မြေပြင်ထက်ကိုအသာဆင်းပြီးအရေးအခြေအကဲခတ်လိုက်ပါ ರಿ လူတို့ရဲ့နေတာကအချိန်ကုန်မြန်ဆန်လွန်းလာတယ်လို့တွေးကဒီကနေ့ညဘဲနေရဘဲဌာနမှာအနားယူအိတ်ဆက်ရမယ်ကိုမသိသေးပါဘူးအကိုတော်ကိုပြောခဲ့စဉ်ကညနေစည်းစာအချိန်အရောက်ပြန်ခဲ့မယ်လို့ဂရိပေးခဲ့တာရှိပါ ರಿ ငါတို့ဘောကဝရီပြည်တက်တန်းနဲ့လူပြည်လူရွာတက်တန်းကြွာချတာပဲလေအခုငါထွက်လာတာကွန်းတရာညက်စားတာမရှိတော့ဘူးဘာပဲဖြစ်ဖြစ်အချိန်ရသေးတယ်ညာနာဝတ်တွေအတွေးလွန်နေရမှတော်လဲတက်လို့တဝဝရိုက်ခတ်မှုမျိုးနဲ့မြေပြင်မှာရှိတဲ့တစ်ပင်တွေပါရှိန်ထိုးလာတာကိုမြင်တွေ့လိုက်ပါ ರಿ ထပ်အောင်မြေပြင်ဝဲဝဲကြည့်လိုက်ရာကြီးမားတဲ့ငှက်ကြီးတစ်ကောင်ကောင်းကင်ထက်မှပြန်ဝဲပြီးမြေပြင်ကိုအကဲခတ်နေဟန်ရှိပါ ರಿ ပြင်းထန်အားပါတဲ့လီမုန်တိုင်းကြီးတစ်ခုအဲ့ဒီအနီးအနားပတ်ချလေယူဇနာ90ခန့်တဝဝရိုက်ခတ်နေပါ ರಿ အဲ့ဒီအချိန်ညာနန်းဝရီလဲမိယာညောင်ပင်ကြီးကိုခွေပတ်ပြီးအရေးအချင်းစောင့်ကြည့်လိုက်ပါ ರಿ အဲ့ဒီငှက်ကြီးကညာနန်းဝရီကိုမြင်တွေ့သွားဟန်ရှိကရံပြိုတိုက်ခိုက်ထိုးသုံးမဲ့တဲ့ရံနဲ့ဝဲပြက်နေရမှဦးတီလာနေပါ ರಿ အလိုဘလို့ငှက်ကြီးပါလေတခါမှမကြုံဘူးမျက်လုံးကနီရဲတောက်ပါပြီတောင်ပန်းကရွှေရောင်တွေလက်ထနေရပဲညာနန်းဝတီကြောင်ပြီးငေးမောကြည့်မိရင်အကိုတော်နာဂတိနာတင်စားပြောဆိုဖို့တဲ့စကားတန်တစ်ခုကအာယုံမှာထင်ဟပ်လာပါ ರಿ ညီမတော့တေချာမှတ်ထားပါအကိုတော်တို့ရဲ့ရန်သူတော်ဂလုံငှက်တွေဟာ
အရွယ်အစားကြီးမားလေးလံနေအရာတွေကိုတောင်မှတည်ယူဆောင်ကျင်းနိုင်စွမ်းရှိတယ်။ဥပမာဆိုရရင်တောင်းတလုံးကိုအိတ်ဆောင်ပမာဏလောက်ထိုးကော်ပြီးဖဲ့ယူတည်နိုင်စွမ်းရှိတယ်။သူတို့ကငှက်အပေါင်းရဲ့ရာဇမင်းလို့ဆိုနိုင်တယ်။ဂလုံရာဇဟာလို့လူတိုင်းပြည်ကခေါ်ကြတယ်။သူတို့ရဲ့အတောင်ကရွှေစင်းလို့တောက်ပြောင်နေ။ဂလုံငှက်မင်းဆိုရင်ယူဇနာ150ခန့်အရွယ်အစားထိရှိကြတယ်။ဂလုံမင်းဟာသူ့ဆန္ဒရှိလို့တောင်ပန်လေးအားထုတ်ရင်ယူဇနာ600ကျဲဝန်းနဲ့ပမာဏအထိအလဲလဲပြူပြူဖြစ်စေနိုင်တယ်။ညာနဲ့တခါမှမမြင်ဘူးအကိုတော့။ကျန်းကန်တွေဖက်မှတ်လေးလာပါလို့အကိုတော့မကြာခဏပြောပါတယ်။အလေးနဲ့မထားဘူး။အချိန်ပြည့်ဥယျာဉ်တော်မှာစော့ကစားတယ်။ညီမတော့16နှစ်ပြည့်ပြီနော်။အပျော်ပါလဲလျှော့ပါတော့။နာဂတင်နာကညီမဖြစ်သူကိုအလွန်ချစ်မြတ်နိုးလွန်းတာကြောင့်အလိုလိုက်ထားခြင်းဖြစ်ပါတယ်။အမိအဖမရှိတဲ့နောက်ပိုင်းအကိုကြီးအဖရာရင်အုပ်မကွာစောင့်ရှောက်ပေးခဲ့ပါတယ်။တအူဒီတော့နှမလေးဖြစ်တာကြောင့်အလိုလိုက်ခါတီးခန့်အလျှော့ပေးထားခြင်းဖြစ်တာကိုညာနန်းဝတီသိပါတယ်။အကိုတော်ကဘောဂဝတီနဂါမင်းရဲ့လက်ဝဲရံတစ်ပါးဖြစ်ပြီးအချိန်ပြည့်နန်းတော်မှာအမှုတော်ထမ်းရပါတယ်။အနားယူအိတ်ဆက်ချိန်မှသာနန်းဆောင်ကိုပြန်လာပါတယ်။နှမလေးကိုရန်ရွေတော်အထင်းတော်တွေနဲ့သာကုံလွန်စေရပါတယ်။ညီမတော်ပူပင်ကြောင်းချခြင်းမရှိပါနဲ့။တတိပေးထားရုံပါ။အကိုတော်တို့နဂါမျိုးရိုးဆက်မှာဂလုံငှက်ပေးရကင်းဝေးတဲ့နဂါမျိုး9ပါးရှိတယ်။မြတ်စွာဘုရားဟောကြားတဲ့ကျမ်းဂန်လာတရားတော်တွေမှာပဏိတတရားဇလာပုစဂဗ္ဗတယကဥပပါတိကလို့ဆိုအပ်တဲ့မိမိတို့ဇတ်တဘောအဖြစ်မြတ်သောနဂါတို့လည်းတစ်မျိုးကမ္မလတ္တတရားနဂါစစ်သူကြီးစစ်ဘုံမူစစ်ဘရင်တွေဖြစ်ကြတဲ့ကံပလနဂါအတ္တတရနဂါတို့လည်းတစ်မျိုးတတရထမြည်တဲ့နဂါဘရင်တို့လည်းတစ်မျိုးတတ္တတိဒန္တရဝါသိနောတောင်စင်တိတာမဟာသမုတ်တရား၌နေကြကုန်သောနဂါတို့လည်းတစ်မျိုးပထဝိထကမြေအတွင်းမှာမိတင်းပုံအောက်ကနေလေးရှိကြကုန်တဲ့မြေအောင်နဂါတို့လည်းတစ်မျိုးပပတထကတောင်ကောင်းတောင်တွင်းမှာမိတင်းနေထိုင်ကြကုန်တဲ့တောင်တွင်းနဂါတို့လည်းတစ်မျိုးဝိမာနထကဘောဂဝရီနဂါပြည်မှာရွှေငွေပိတ်မဲ့စံအိမ်ပြန်တဲ့စိန်ခံပြောပါပြီးနေကြကုန်တဲ့နတ်နဂါတို့လည်းတစ်မျိုးရှိကြကုန်လေ၏လို့ဆိုထားတယ်။မှန်လားပါကိုတော့ဖျားဟောကျမ်းဂန်တွေကိုလေးလာတင်ယူမှတ်သားပါမယ်။အကိုတော်တို့ဘောဂဝရီနဂါမျိုးတွေကမဟာသမုတ်တရားအောက်မှာတည်ရှိတယ်။မြတ်ဗုဒ္ဓဟောကြားတဲ့မဟာသမယတုတ်တော်မှာလည်းနဂါတို့ရဲ့နာမည်ကိုဖော်ပြထားတယ်။ဒါအပြင်ယတနာတုတ်တော်နဲ့တခြားတုတ်တော်တွေမှာလည်းဟောကြားတော်မူထားတယ်။သုံးလို့ထွတ်ထားမြတ်ဖျားမဖြစ်မီအကိုတော်တို့ဘောဂဝရီနဂါပြည်မှာဗောရိတနဂါမင်းဘဝနဲ့နေထိုင်ခဲ့ကြအောင်လေကျမ်းဂန်လာရှိတယ်။ဘောဂဝရီနဂါပြည်ဟာဆိုရင်မဟာသမုတ်တရားအောက်မြစ်မို့တောင်ရဲ့အောက်ခြေရေထုမှာတည်ရှိတယ်။ပြင်းထန်အားပါတဲ့လေပြင်းရိုက်ခတ်တဲ့တဝါဝါနဲ့အတူအေယာမငှက်ကြီးကဘဲညာလူလွန်ရင်ထိုးဝဲပြန်ပြီးအကဲခတ်နေပါတယ်။ညာနန်းဝတီအတွေးလွင့်နေရမှအသေးစိတ်ပြန်ကပ်လာပါတယ်။အမလေးဖះဘယ်ကိုပြေးရပါမလဲ။သိကြတယ်ဂလုံငှက်ကြီးပဲ။အကိုဖြစ်သူအတန်တန်ပြောထားသလိုမိမိတို့နဂါဆက်မျိုးရိုးကိုရန်ပြုတ်တိုက်ခတ်ခြင်းမပြုတ်နိုင်ပေမဲ့လေအတွေ့အကြုံနုနယ်သူမှုကြောက်လန့်သွားရပါတယ်။အမလေးဂလုံကလင်မြန်တဲ့အဟုန်နဲ့ဆင်းသက်လာပြီးထိုးတုပ်ပါပေမဲ့လေညာနံဝတီခန္ဓာကိုယ်ကိုမထိုးဖောက်နိုင်ပဲချော်ထွက်သွားပါတယ်။အဲဒီနောက်တောင်ပန်နဲ့ရိုက်ချသွားရာမြေပြင်မှာလူးလိမ်သွားပါတယ်။ဂလုံငှက်ရဲ့ထိုးဆိုင်လာတဲ့အချိန်မှာပြင်းထန်လွန်းတာကြောင့်ညာနံဝတီမှာယူဇနာတဝက်ခန့်ကိုဝဲပြန်ထွက်သွားပါတယ်။သူ့အချိန်ကိုပြန်ထိန်ပြီးတပတ်ဝဲပြန်ကဂလုံငှက်ချီနေကိုကြိတ်နေလိုက်ပါတယ်။ဒုက္ခပဲအကိုတော်စိတ်ပူနေတော့မှာပဲ။လူပြည်မှာတနေ့နဲ့တညကိုရောင်ဖြောက်ပြီးဝဲပြန်ကရှောက်ပတ်ကြည့်စဉ်ကလေးကလူတို့ရဲ့ပျော်စရာကောင်းတဲ့အရက်ကသူ့ကိုဖန်ဆာထားခဲ့ပါတယ်။သူတို့အရက်မှာမမြင်ဘူးမရှိခဲ့ဘူးတဲ့အရာဌာနတွေကပျော်ရွှင်စရာအတိဖြစ်နေခဲ့ပါတယ်။မော်ချင်းမြင့်မာတဲ့အဆောက်အအုံတွေကသူတို့ဘုံဖိမှန်တွေလိုမဟုတ်ဘဲစမ်းပြားနေတဲ့အပြင်ဈေးတဲ့ဈေးဝယ်တွေနဲ့အမြဲမပြတ်စီကားနေပါတယ်။ညနေတကောင်ကာပွဲသပင်တွေကနေထူးခြားဆန်းတဲ့
ကားကွက်တီလုံဆန်းတွေကလည်းသူ့နှလုံးအိမ်ကိုစွဲငင်ရစ်ပတ်ထားပြန်ပါတယ်။ဒီလိုပုံစံနဲ့မဖြစ်ချင်ဘူးဘယ်လိုဆက်လုပ်ရမလဲမသိတော့ဘူး။ကိုကဲရရားလိုရညာဘေးဘီကိုလှည့်ကြည့်လိုက်ပါတယ်။ဟိုးအဝေးတနေရာစီကထိန်ထိန်ကြီးတောက်ပနေတဲ့လူတို့အိမ်တန်းကိုလှမ်းမြင်ရပါတယ်။လူပြည်လူရွာမှာခဏတစ်ဖြုတ်လဲပတ်ပြီးတဲ့အခါမိမိတို့ဌာနီပြန်မယ်ဆိုတဲ့စိတ်ကူးမှာလေနဲ့အတူလွှင့်ပြောက်သွားရပါတယ်။လူသားစစ်စစ်ဘဝကိုအသွင်ပြောင်းဖို့အတွက်မနှောအာယုံနဲ့စိတ်ညွတ်ပြီးသူဝင်စားနေထိုင်လို့တဲ့နေရာကိုသုံးသက်ဆင်ခြင်လိုက်ပါတယ်။အဲ့ဒီအချိန်ဂလုံငှက်ကြီးကတကြောပြန်ထိုးဆင်းလာနေပြီဖြစ်ရာညာနံဝတ်တွေလည်းကြောက်လန့်တကြားမောင်းထုတ်မိပါတယ်။ရှူရှူရှူတွားစဲရှူရှူအာကချင်းမတက်အော်ဟစ်ချောက်လက်လိုက်ရာအာဂရင်းကနေအမတ်မတင်မိတောက်လုံးကြီးကဝေါကနေထိုးထွက်သွားပါတယ်။မိတောက်လုံးကြီးပြေးဆောင်တဲ့အချိန်ကြောင့်ဂလုံလေတောင်ပံနှစ်ဖက်ကိုအကာအကွယ်ပြုတ်ပြီးရုတ်ခနဲ့ကွေးချလိုက်ပါတယ်။သူ့အာဂရင်းကနေထွက်လာတဲ့မိတောက်မီးလျံကြီးတွေကြောင့်ပဝင်းကျင်မှာရှိတဲ့ခြုံနယ်တွေကိုင်းပင်တွေနဲ့အပင်ကြီးငယ်တွေမိဟုံဟုံတောက်လောင်သွားပါတယ်။အဲ့ဒီအချင်းအရာကိုညာနံဝရီပင်တအံ့တော်ဖြစ်သွားရပါတယ်။ဒီတော့မှသူတို့နဂါးမျိုးနယ်ရဲ့ထူးခြားတဲ့အစွမ်းကိုအမတ်မတင်အသုံးချမိကြောင်းရိတ်စားသွားရပါတယ်။ဂလုံကြီးလည်းအမတ်မတင်ပြန်လဲတိုက်ခတ်ခြင်းခံလိုက်ရတဲ့အတွက်မျက်လုံးအစုံမိဝဲဝဲတောက်လာပါတယ်။နောက်တစ်ပတ်ပြန်ဝဲကတဟုန်ထိုးစိုက်ဆင်းလာပြန်ပါတယ်။ညာနဝတီလည်းမီးရောင်ထင်ထင်လင်းနေတဲ့လူနေအိမ်တန်းတွေရှိရာစီအရောက်သွားမယ်လို့စိတ်ပိုင်းဖြတ်ပြီးလှင်မြန်တဲ့အဟုန်နဲ့မြေကိုငုံရှုံးပြီးတိုးဝင်လိုက်ပါတယ်။ညာနဝတီတိုးဝင်လိုက်တဲ့မြေပြင်မှာ9000ပမာခန့်တောင်ဖို့ကြီးဖြစ်ထွန်းပြီးကြံနေခဲ့ပါတယ်။အရှိန်နဲ့ထိုးဆင်းလာတဲ့ဂလုံကြီးလည်းညာနဝတီကိုဖမ်းမိလို့အခြေအနေမှာတောင်ဖို့ကြီးကိုထိုးဆိုင်မိလျက်သားဖြစ်သွားကဒေါသပုံထပြီးတကီကီအော်ဟစ်ခါကြံနေခဲ့ပါတယ်။မီးရောင်တွေထိန်နေတဲ့အိမ်ကြီးကိုသွားကြည့်မယ်။မြေလွှာကိုဖောက်ပြီးမြေပေါ်ရှို့လိုက်ပြီးတဲ့နောက်နေအိမ်တန်းတွေကိုအကဲခတ်ကြည့်လိုက်ပါတယ်။အဲ့ဒီနေရာမှာရှိတဲ့နေအိမ်တိုက်တာတွေကကိုဝင်းကိုချန်နဲ့အေးချမ်းလာတယ်လို့စိတ်ထဲဖြစ်မိပါတယ်။ညာနဝရီရောက်ရှိနေတဲ့အရှိတက်တဲ့မှာရှိတဲ့တိုက်အိမ်ကြီးကိုစိတ်ဝင်စားသွားပါတယ်။နန်းတော်တမခန်းနာလာတယ်လို့တွေးပြီးအဲ့ဒီအိမ်တဲကိုမနှောအာယုံညှွှတ်လိုက်ရာအမိအဖအပါအဝင်မိသားစု9ယောက်တွေ့လိုက်ရပါတယ်။အေးထီယာ2ယောက်ကအပြိုလေးတွေပိုရိသား1ယောက်ကလူမမဲ့အရွယ်ပဲရှိသေးရပါလား။ဇနီးမောင်နှံတွေကတာသမီထက်ရမယ့်အသက်အရွယ်တွေမဟုတ်ဘူး။သူရှိကိုဆက်ပြီးဝေဝဲပြန်တန်းကြည့်ရာတိုက်အိမ်2အိမ်ကြားမှာရှိတဲ့ထူးထူးခြားခြားတစ်တိုင်းအိမ်တစ်လုံးကိုစိတ်ဝင်စားပြီးမနှောအာယုံပြုတ်ကြည့်လိုက်ပါတယ်။သူတို့ရဲ့ဇနီးမောင်နှံပုံကိုကြည့်ရတာမင်းမုတ်ထန်းတွေပဲ။ညနာတွင်ပြန်အေးချမ်းလိုက်တာ။အဲ့နေရာများကြည်လင်းနေရပဲ။အပူပင်မရှိပဲကောင်းသောအိတ်ဆက်ခြင်းကောင်းသောနိုးထခြင်းနဲ့ပြည့်စုံပြီးဖះတရားကိုယူသည်ကိုင်းဆိုင်ကြတယ်။ညာနံဝရီစိတ်ထဲကပြောမိရင်အားပါလာပြီးအတန်တိုးတိုးဖွားဖွားလေးထွက်လာပါတယ်။ဟုတ်တယ်။သူတို့ဇနီးမောင်နှံကသားသမီးလိုချင်နေကြတယ်။ငါသွားရမယ်။အဲ့ဒီနေရာကငါနဲ့ထိုက်တဲ့နေရာပဲ။ညာနံဝရီစောင်းဖြတ်ချက်ခက်မြက်မြက်ချအပ်ပြီးခြံဝင်းအတွင်းကိုဝင်သွားလိုက်ပါတယ်။သူဝင်းစင်ထားတဲ့ရတနာပစ္စည်းတွေကိုခြံထောက်မှာရှိတဲ့ဂန်းကော်ပင်ချီရင်မှာမြုပ်နှံထားလိုက်ပါတယ်။အဲဒီနောက်ဝင်းကြီးကိုခွာပြီးအိမ်အတွင်းကိုဝင်သွားကအိမ်ခန်းထဲမှာရှိတဲ့အမျိုးသမီးရဲ့ပခုံးကိုအသာပုတ်နှိုးပြီးအတနာခံလိုက်ပါတယ်။ကျွန်တော်မအသက်စီမှာခေတ္တခဏလာနေပါရစေ။ကျွန်တော်မမှာဗရမများကြောက်စီလဲဆွဲနဲ့စိန်စတိုးတစ်ခုရဲ့ရွှေအတိပြီးတဲ့နဂါးလက်က9ကွင်းပါပါတယ်။အသင်အလိုရှိရာအသုံးပြုပါ။လူပြည်တက်တန်း3ပုံ1ပုံနေခွင့်ရရင်တော့ပါပြီ။သူပြောတော့အမျိုးသမီးကတအံ့တော်ကြောင်ကျိတ်နေပါတယ်။အဲဒီနောက်အားရဝမ်းသာဖြစ်သွားပြီးပြုံးချိုတဲ့မျက်နှာနဲ့ညာနံဝတ်တီကိုလက်ကမ်းပေးလာပါတယ်။လာသမီးလေးမမေ့စီလား။သမီးကြိုက်တဲ့လောက်နေနော်။ရတနာဥစ္စာပစ္စည်းဆိုတာထိုင်မှရတာကွ။မိမိတို့ဘဝမှာအိမ်မက်တောင်မမတ်ဖူးတဲ့အရာပါ။မိမိကမောတဲ့ကဌာနဆိုင်ရာအရာရှိပါ။မိမိကကျောင်းဆရာမတရားဆိုတော့လားစာလေးနဲ့ချိုးချံချွေတာပြီးစားတောက်နေရတာပါဒီထက်လေချမ်းသာဖို့မရှိပါဘူးကွယ်ညာနံဝတ်တီတနာစိတ်ဖြစ်သွားသလိုဝမ်းလဲတာသွားပါရီမေမေသမီးဖြစ်ခွင့်ရလို့ကျေးဇူးတော်အနန္တတင်ပါတယ်ဘာပဲဖြစ်ဖြစ်မေမေတို့ခြံဝန်းတောင်မှာ
သမီးတော်မြုပ်နှံထားပါမယ်အချိန်ကျရင်မေတော်လက်ထဲကိုအလိုလိုရောက်လာမှာပါညာနာဝတီလက်အုပ်ချပြီးအမျိုးသမီးရဲ့ဝမ်းစာတိုက်အတွင်အသာလေးတိုးဝင်လိုက်ပါတယ်သမီးလေးမေသမီးလေးမစောဘာရီရောက်နေရလဲတော်စောအောင်မအိပ်ပျော်နေရကရောင်ရမ်းပြီးစကားတန်ထွက်လာတာကြောင့်ခင်မောတဲ့ကလှုံလို့လိုက်ပါတယ်အိမ်မက်နေရအကိုအိမ်မက်ထဲမှာမိန်းကလေးတယောက်ကစောရစီမှာလာနေပြရစီဆိုပြီးပြောနေတာဦးအောင်ငိမ့်လဲဇနီးဖြစ်သူကိုငေးကြည့်ပြီးစဉ်းစားနေပါတယ်ဒေါ်စောအောင်မှာသားသမီးလိုချင်လွန်နေတာအယူအမိုးဖြစ်နေပါတယ်ဘေးတင်ရတရားတွေမကြာခဏလောက်သလိုဆိုင်ရပိုင်ရနတ်တွေထပ်မှလည်းအချိန်ချင်းစုပန်နေသူဖြစ်ပါတယ်တမားတော်ပြသလို့လဲဇေဝတွေနဲ့ကြံဆောင်ပြီးမဲ့လည်းမရခဲ့ပါဘူးအိမ်နောက်သက်10နှစ်ကျော်လာတဲ့အထိသားသမီးမရသေးတာကြောင့်အဲ့ဒီကိစ္စကိုအမြဲလိုပြောဆိုနေတတ်ပါတယ်ဒီတစ်ချိန်ဇနီးဖြစ်သူစကားကထူးဆန်းနေလို့တွေးမိပါတယ်တချို့တွေအိမ်မက်ထဲကနေခလေးလာပြီးရဆိုလာပဲအဲ့လိုဖြစ်နေရင်တော့ကောင်းမယ်မစောဆန္ဒပြည့်မယ်ထင်ပါတယ်အစောတော့အိတ်လို့ရမယ်မထင်ဘူးရှင်တွေတောင်တုံနေတကယ်ဖြစ်ပါစေဒေါ်စောအောင်မှာပြပြဆွဆွနဲ့အိယာကထကအိမ်ရှိဖျားเจ้าဆောင်ရှိရတော့ပြီးဝိပြုဆွတောင်းနေပါတယ်နန်းရတင်တွေလေထဲမျောပါနေတယ်လို့မျိုးငိမ့်ညောင်လိုက်ပါနေပါတယ်လူတကိုယ်လုံးပေါက်ပါပြီးငှက်ကလေးလိုတိမ်တွေကြားဝဲပြန်နေပါတယ်သူ့ကိုယ်သူတအံ့တအောဖြစ်မိပြီးစိတ်ထဲလည်းပြတ်တယ်လို့ဖြစ်လာပါတယ်ခဏအကြာမြူနှင်းလိုမိခိုးလိုဖြူရော်မိခိုးငွေတွေကြားကနေနေရွှေရောင်ဆင်ဖြာထွက်နေတာကိုမိန်မော့နေမိကအခိုးအငွေတွေကြားတွေကိုတိုးဝင်သွားမိပါတယ်မြေခွင်ပတ်ချလဲအားလုံးမြို့ခိုးငွေတွေရှက်တိုင်းလွှမ်းခြုံထားတာကြောင့်ဘာဆိုဘာမှတဲခွဲစွာမမြင်ရပါဘူးနိုင်ရတင်တွေရဲ့အကြားအယုံတဲ့လေချော်ငှက်တကောင်မျိုးရဲ့တာယာညင်ညောင်းလှတဲ့ဂေဒတန်စင်လိုတိုးဝင်လာပါတယ်အရီနောက်ပလွေမောက်တန်လိုဆွဲငင်အတန်တစ်ခုကသူ့ကိုရစ်ပတ်ဖန်ဆာလိုက်ပြန်ပါတယ်အတန်ကြားရစီဖြင်းညင်းစွာတိုးကပ်သွားမိရမှပြက်ပြက်စားပြုတ်နေတဲ့အခိုးအငွေတွေကြားတဲ့ချောင်းမကျဲကြီးတစ်ခုကိုဘွားခနဲ့တွေ့လိုက်ရပါတယ်နေရောင်ချီနုကချောင်းရည်ပြင်ထက်ဖြာချနေလေရာဘွားငွေရောင်တလက်လက်နဲ့ချောင်းရည်အလင်းကတငိမ့်စီစဉ်နေပါတယ်တစ်ဖက်ကန်းစီကလေယူရာရင်းရွက်နေတဲ့စိမ့်ညွရှိမှောင်နေတဲ့ဝယုံတော်တစ်ခုကစိတ်ကိုအေးချမ်းစေပါတယ်ချောင်းဆက်နာကိုမသိမသာရှောင်နေမိပါတယ်စုံစင်းသွားတဲ့ချောင်းရိုးအတိုင်းမျောကြည့်လိုက်ရမှာတော့ဟိုခက်ဝေဝေကုန်းကမှုပေါ်မှာထုံဖြူဖြူစေတီတော်တဆူကိုဖူးတွေ့လိုက်ရပါတယ်ပဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေကရန်ဖန်ရခါမှငှက်တတရဲ့ကြီးကြအတန်သာတိုးလျထွက်ပေါ်နေပါတယ်ဝယုံတော်ရဲ့ဟိုမာဘက်ဝေးမှာတော့မုံပြတောင်တန်းတစ်ခုကတောင်မြောက်ကိုတွေ့တန်းလျက်ရှိနေပါတယ်ချောင်းဆက်မှာထိုးကပ်ထားတဲ့တစ်လုံးတွင်လောင်းလင်ငယ်တစ်စီးကိုကျိုးချီလျက်သားတွေ့လိုက်ရပါတယ်မသိစိတ်ရဲ့စီးဆောင်မှုကြောင့်လောင်းလီပေါ်ထိုင်မိလျက်သားဖြစ်နေပါတယ်လင်ငယ်ကမလော်ခက်ရပါပဲရေစီးအတိုင်းအလိုက်သင့်မျောပါသွားပါတယ်လေတခါမှမစီးဘူးတာကြောင့်သူ့စိတ်ထဲအပျော်တွေစီးဝင်လာပြီးရေထဲလက်နှစ်ခါလက်ခေါက်နဲ့ခက်ယူပြီးစော်ကစားနေမိပါတယ်လင်ငယ်ကရေစီးအတိုင်းတငိမ့်နဲ့မျောပါပြီးသွားနေသလိုသူလည်းရင်တဖိုးနဲ့ရှိနေပါတယ်လင်ငယ်ကခြုံတာတစ်ခုဘေးမှာရှိတဲ့ပြေလျှောမြေပြောင်နေရမှာထိုးကပ်သွားတာကြောင့်သူလည်းလှေပေါ်ကနေဆင်းလိုက်ပါတယ်ကုန်းပြပြေအတိုင်းအပေါ်ကိုတက်လိုက်ရာလေကားဆောင်းတန်းတစ်ခုကိုလှမ်းတွေ့ရပါတယ်စေတီတော်ရဲ့ဆောင်းတန်းညာဘက်ဘေးမှာတော့ကြောက်သားနေရကြီးတစ်ခုကစီးကထားပြီးခြုံတွေရှုပ်ထွေးနေပါတယ်သူလည်းမရောက်မလဲဟိုကြည့်တီချင်းနဲ့ဆောင်းတန်းစီရှောက်သွားလိုက်ပြီးမြေသားလေကားလေးအတိုင်းစေတီတော်ရှိရာကိုလှမ်းတက်လိုက်ပါတယ်တောင်ပေါ်ရောက်တော့စေတီရဲ့ရှင်ပြင်မှာအတန်အသင့်ကျဲဝန်းတာကိုတွေ့ရပါတယ်လက်ရရှစ်ပတ်ပြီးစေတီကိုဖူးမြော်ရင်လျှောက်လာလျာစနေကျော်တိုင်ရှိတောင်ဆောင်ပေးမှာတော့ကြီးမားတဲ့နဂါးရုပ်ထုကြီးတစ်ခုရစ်ပတ်ခွေကကြောက်တပိတ်ကြီးတစ်လုံးကိုအုံမိုးထားတာကိုတွေ့လိုက်ရပါတယ်သူမြင်လိုက်ရစဉ်ခဏကြက်သိန်းတွေဖြူဖြူပြန်ထသွားပါတယ်နဂါးရုပ်ကြီးကိုသေချာကြည့်လိုက်ရာသူမျက်နှာနဲ့တူလာတယ်လို့စိတ်မှာဖြစ်ပေါ်လာပါတယ်လက်ရမြောက်လာတဲ့နဂါးရုပ်ကြီးရဲ့မျက်လုံးမှာနေရဲတောက်ပပြီးဖြာထွက်နေပါတယ်အဲ့ဒီအချိန်မှာကောင်းကင်တစ်ခုလုံးညိုမဲလာပြီးလျှက်စီးလျှက်ပန်းတွေတပြက်ပြန့်လက်ထလာပါတယ်လေပြင်းမှထန်လာပြီး
တိမ်ဆိုင်တိမ်မဲညိုတွေကအုပ်စုဖွဲ့အားကုန်ပြင်းနေပါတယ်။အဲဒီနောက်နဂါးရက်ပတ်ခွေထားတဲ့အောက်မှာရှိတဲ့အေယာမကျောက်တပိတ်ကြီးထံကနေလျှက်စီးတန်းတွေအယောင်မျိုးစုံဖြာထွက်လာပါတယ်။နဂါးရုပ်ထုကြီးမှာဝါရပြန်စားခန့်ရှိနေပါတယ်။ကျောင်းနဂါးရုပ်ကြီးမှာဘဲညာရိမ့်ထုတ်ပြီးမျက်လုံးအစုံမှာမီးတောက်တလို့နီဆွေဆွေအယောင်တွေဖြာထွက်နေပါတယ်။နိုင်ရက်ဒီတွေကြောက်လန့်တကြားနဲ့နောက်ဘက်ကိုတဖြည်းဖြည်းဆုပ်လိုက်မိပါတယ်။ညီမတော့လိုင်တန်ပေါက်နေတဲ့အတန်တခုကျောင်းနဂါးရုပ်ထုစီကနေထွက်လာတာကြောင့်အန်အော်တကြီးငေးမောကြည့်မိပါတယ်။ကြည့်နေတော့အခိုင်အတန့်နဂါးရုပ်ကြီးကအသက်ဝင်လှုပ်ရှားလာပါတယ်။ကောင်းကင်တစ်ခုလုံးချက်ချင်းဆိုသလိုကြည်လင်လာပြီးစီးစာရောင်တောက်လာပါတယ်။နဂါးကြီးကကောင်းကင်ရံကိုစံတန်တိုးထွက်လိုက်ပြီးမြေပြင်ကိုကွေ့ပတ်ခါရှော့တိုင်ဆင်းလာပြီးနိုင်ရက်တင်တွေရှေ့မှာရစ်ခွေနေပါတယ်။နိုင်ရက်တင်တွေစူးစိုက်ကြည့်နေတဲ့အခိုင်အစိမ်းရောင်ချက်ဝက်တစားနဲ့ခံညာထည့်သွားတဲ့လူတယောက်အသွင်ပြောင်းခွနဲ့ပြောင်းသွားပြီးစကားဆိုလာပါတယ်။အကိုရောနဲ့ထားထားတဲ့ဂရိသစ္စာကိုဘာလို့ဖောက်ဖျက်ရတာလဲကွယ်။အခုပြန်လိုက်ခဲ့ပါညီမတော်ရဲ့။အကိုရောမသိစိတ်နဲ့အတူသူ့နှုတ်ဖျားကနေတိုးလျရတဲ့အတန်နဲ့ရေရွမိလိုက်ပါတယ်။ဟုတ်တယ်ညီမတော်ရဲ့အကိုကြီးလေ။မိတော်နေပြီလား။အကိုတော်ကတနေ့မှမေးမရခဲ့ပါဘူးကွယ်။ညီမတော်သွားနေတဲ့တစ်နှစ်လုံးအကိုတော်ဘလောက်စိတ်ပူနေရလဲသိရဲ့လား။အကိုတော်လေနဂါးမင်းကြီးရဲ့ဘာသာရေးကိစ္စနဲ့အလုပ်တွေများနေလို့ညီမတော်ကိုပြစ်ထားမိတယ်လို့ဖြစ်နေရတယ်။သူ့အတွေးတွေရောက်ရက်ခတ်နေမိပါတယ်။ဝေခွဲမရတဲ့စိတ်နဲ့အတူသူ့ရှိမှတရင်တနည်းပြောဆိုနေသူမှာတကယ်ရောသူ့ကိုရင်လား။နောက်ပြီးတော့သူပြောသလိုတပတ်ပဲရှိသေးရလား။သူ့အသက်က25နှစ်တည်းရောက်နေပြီလေ။ဘာဖြစ်လို့တစ်နှစ်လို့ပြောရတာလဲ။ဟဲ့ကျမမသိဘူးကျမဘာမှမမှတ်မိဘူး။သူအကြောက်ကန်အော်ဟစ်နေပါတယ်။အမေဖြစ်သူကိုတတိယမိပြီးအာယုံထဲမှာထိမြင်လာပါတယ်။မေအတန်ကောင်အော်ဟစ်ပြီးအမေကိုအကူအညီတောင်းနေမိပါတယ်။အကိုတော်ဆိုသူစီကစကားသံထပ်ထွက်လာပြီးသူ့လက်မောင်တစ်ဖက်ကိုအသာအရာဆောက်ကန်လာပါတယ်။ညီမတော်ပဲလူပြေလူရွာကိုအလဲသွားပြရစီဆိုလို့အကိုရတနာလို့ခွင့်ပြုပေးခဲ့ရလေ။လူပြေလူရွာဟာရှုပ်ထွေးပွေလီလွန်းလာပါတယ်ကွယ်။လူတွေရဲ့လောဘဒေါသမောဟတရားတွေကြောင့်အခုဆိုရင်ကတ်ဆိုးတွေနဲ့ကြုံကြိုက်နေရပြီမဟုတ်လား။အကိုတော်တို့ရဲ့အနှစ်နဲ့အလားလားစောင့်နေရတဲ့အိမ်မက်ကိုရိုက်ချို့မပြတ်စည်းလိုက်ပါနဲ့။ညီမလေးအတွက်အတိတ်ပဲမေ့သွားလိမ့်မယ်။မသိဘူးကျမဘာဆိုဘာမှမသိဘူး။မှတ်လည်းမမှတ်မိဘူး။ကျမအိမ်ပြန်တော့မယ်။မေစီပဲပြန်မယ်။မေနဲ့ပဲပြန်နေချင်တယ်။အိုးညီမတော်ရဲ့အကိုရစကားကိုနားထောင်ပါ။ညီမလေးဆူတောင်းထားခဲ့တာတွေမေ့နေပြီလား။နောက်ပွင့်လာမယ့်အရိမက်တွေကဖះရှင်ကိုအအူဆုံးဖူးတွေ့ချင်ပါတယ်ဆို။နောက်ပြီးတော့အကိုရောနဲ့ညီမလေးတို့ထိမ့်သိမ်းဆောင်းရှောက်လာတဲ့ယတနာတွေနောက်ပြီးတော့အကိုရောနဲ့ညီမလေးတို့ထိမ့်သိမ်းဆောင်းရှောက်လာတဲ့ယတနာတွေသိမ်းဆည်းထားတဲ့ဒီကြောက်တပိတ်ကြီးထဲမှာထာပနာထားတာလေဖះရှင်ကိုညီမလေးကိုယ်တိုင်ကိုကြကတ်လို့ပူဇော်မယ်ဆိုဟဲ့ကျမအိမ်မဲပြန်မယ်လှော့သူဝေဝါးနေမိပါတယ်အာယုံတဲလေပုံရိပ်မျိုးစုံကဟိုတကွက်ဒီတကွက်နဲ့အပိုင်းအစတွေကဘလုံးမဆက်မရဖြစ်နေပါတယ်ငါအသက်က25ဝန်းကျင်ရှိပြီးဒါကိုဘဲနဲ့ကြောင့်တပတ်ကျော်လို့ပြောနေရတာလေသူကောင်းတဲ့ပူထူနေကညင်ညူးနေပါတယ်အဲ့ဒီအခြေအနေကိုရိတ်စားမိတဲ့အတိုင်းအကိုတော်ဆိုသူကဆက်ပြောနေပါတယ်လူပြည်ရွာရဲ့တက်တန်းနဲ့အကိုကြီးတို့နဲ့ကမတူဘူးလေအဲ့ဒါကြောင့်သူနားတဲ့ဦးထွက်နေပြီးစိုးရင်စိတ်ကကြီးထွားနေပါတယ်မသိဘူးကျမပြန်မယ်ဖဲပေးမသွားပါနဲ့ခလေးရဲ့အကိုတော်ဆိုသူရဲ့အတန်မှာစိုးနဲ့ကြေကွဲနေပုံရပြီးမျက်လုံးအိမ်ထဲအရေးတွေဝစ်တက်နေတာကိုနိုင်ရက်တင်တွေမြင်လိုက်ရပြီးစိတ်မကောင်းဖြစ်မိသွားပါတယ်ဒီလောက်ရှင်းရှင်းနှီးနှီးပြောနေတဲ့အဲ့ဒီလူကြီးကသူ့အကိုဆိုတာဟုတ်နေမလားလို့စိတ်ထဲတွေးမိပြန်ပါတယ်အိမ်မက်လိုတကယ်လိုဖြစ်နေတဲ့အတိုင်းသူ့ကိုယ်သူပင်မသိနိုင်အောင်ဖြစ်နေပါတယ်ညီမတော်ပြောင်းနေတဲ့ကာလမှာအကိုရောစိတ်ထဲနှစ်တရာမကထင်နေရတာပါညီမတော်ကိုမျက်စိယောက်ကမတွေ့ရင်မနေတတ်တာသိတယ်မဟုတ်လားအကိုရောပြောစကားကြောင့်နိုင်ရက်တင်တွေတွေ့ဝေသွားရပါတယ်သူ့ကိုအတင်းအကျပ်ဆွဲခေါ်သွားပါက
အမေဖြစ်သူရှင်ခွဲရမှာတေချာတယ်လို့တွေးမိပါတယ်။အကိုတော်လေညီမတို့လွမ်းလွန်းလို့ဟိုမှာဘက်ပင်လယ်ကမ်းဆက်ကြောက်တောင်မှာလွမ်းစိတ်တွေတဆူတည်ထားသေးတယ်။အကိုတော်ပြောလာတာကြောင့်သူ့လှမ်းမြော်ကြည့်လိုက်ပါတယ်။အကိုတော်ကသူ့လက်တစ်ဖက်နဲ့နန်းရည်တွင်မျက်လုံးအိတ်ကိုဖိကပ်ပြီးပွတ်ဆွဲပေးလာပါတယ်။မြင်လွှာမှာမြင်စေအကိုတော်နှုတ်ကစကားတန်အဆုံးနန်းရည်တွင်မြင်ကွင်းရှိဇေဒီတဆူပေါ်လာပါတယ်။သူလည်းမသိစိတ်ကအလိုလိုလက်အုပ်ချီလျက်သားဖြစ်ခါကြောင်မိပါတယ်။ကဲအကိုတော်နဲ့ပြန်လိုက်ခဲ့ပါလားကွယ်။ဟဲ့မလိုက်ချင်သေးဘူး။မေမေတို့နဲ့နေပြရစီအောင်နောက်ထပ်နေချင်သေးလို့ပါနော်။နန်းရည်တွင်စောက်တွန်းရုံးဖက်ရင်အဲ့ဒီနေရာကနေအတင်းထွက်ပြေးလာမိပါတယ်။ပါဇက်ကလည်းမိခင်ဖြစ်သူကိုအထက်ထက်အော်ဟစ်ခေါ်လိုက်ပါတယ်။မေမေရေမေမေကဲပါအောင်အကိုတော်ကညီမဖြစ်သူကိုငေးကြည့်ရင်တက်ပြင်းချနေမိပါတယ်။နိုင်ရတင်တွေအတန်ကောင်ပြင်းရဲ့အော်ဟစ်နေပေမဲ့လည်းတအေးအေးသာတိုးထွက်နေခဲ့ပါတယ်။သမီးလေးတစ်ဖက်ခါမှမိခင်ဖြစ်သူအပြေးရောက်လာပြီးသမီးဖြစ်သူကိုလှုံနိုးတာကြောင့်တင်းကျပ်နေအောင်ဖတ်ထားပြီးတော့တကောလုံးတုံရှင်ပြီးရှိုက်ကြီးတငယ်ငိုကြွေးနေပါတယ်။အဲ့ဒါပါပဲဆရာကြီးရဲ့ကျမသမီးလေးကအခုလိုအိမ်မက်တွေမှတ်နေရတပတ်လောက်ရှိပြီ။ကျမတို့လည်းဘာလို့ရမှန်းမသိဖြစ်နေရင်ကအခုလိုဆရာကြီးစီရောက်လာတာပါ။ကောင်းပါပြီ။သမီးရဲ့နာမည်နဲ့မွေးသားကရစ်ကိုပြောပါ။အမကြီးရောဘာနေသမီးလဲ။ဆရာကြီးဦးအောင်မြတ်ဆန်ကရောဂီအောင်ထက်အောင်စင်တူဝယ်ထားပါတယ်။အရွယ်အဖြစ်အသက်60ခန့်ရှိကမျက်လုံးမျက်ဖန်ကောင်းပြီးတိကျပြတ်သားတဲ့မေးရိုးနဲ့တကွပပြိုင်မွေမုတ်စိမ်မွေမှာအဖြူနဲ့အနက်ရောင်ရောနေပါတယ်။စပင်ကိုရောင်တစောင်းထုံထားပါတယ်။ကျမနာမည်ကဒေါ်စောအောင်မလို့ခေါ်ပါတယ်။သမီးလေးကနန်းရတင်တွေပါ။ဒေါ်စောအောင်မကနာမည်နဲ့အတူသမီးဖြစ်သူရဲ့မွေးနေ့တက္ကရာကိုပြောလိုက်ရာဆရာကြီးကလွယ်ကျဲအသင်းပါလာတဲ့ကြောက်တင်ပုံကြောက်တန်ထုတ်ယူလိုက်ပြီးဇာတာရှင်ကိုစစ်ဆေးတွက်ချက်နေပါတယ်။အဲဒီနောက်ဖျားစင်ဘက်လှည့်ကပစစ်တောက်ပြောင်းထိုင်ပြီးလက်အုပ်ချီကအတန်ခက်ဖွားဖွားနဲ့ရှိခိုးနေပါတယ်။ခဏအကြာခန္ဓာကိုယ်ပြန်လှည့်ပြီးတမြက်ခွေထိုင်လိုက်ပါတယ်။ဆရာကြီးမျက်နှာသိတာတွေပူးပွင့်လင်းလင်းပြောပါသိရင်ဘာလို့သိလဲဆိုတာပါညွှန်ကြားပေးပါရှင်။ဒေါ်စောအောင်မနဲ့နိုင်ရည်တွေတို့သားအမိမိမထိုင်ခက်ရွရွထိုင်ကဆရာကြီးပြောလာမယ့်စကားကိုအာယုံစိုက်နားထောင်နေပါတယ်။ကျုပ်မြင်သူတွေပြောရရင်သမီးလေးကနဂါးတိုက်ကလာတာကွ။ပွန့်ပွန့်လင်းလင်းပြောရရင်တော့သူ့တက်တန်းကုန်တော့မယ်။သူ့နေရဌာနေကပြန်ခေါ်နေပြီကွ။ဒေါ်စောအောင်မထိတ်ကနေဖြစ်သွားပြီးသမီးဖြစ်သူရဲ့လက်ဖွားကိုစောယူကိုင်းလိုက်ခါသူ့ရင်ဘက်မှာကတ်ထားလိုက်ပါတယ်။နိုင်ရတင်တွေလည်းရင်တထိတ်ထိတ်နဲ့ဆရာကြီးပြောလာမယ့်စကားကိုနားထောင်နေလိုက်ပါတယ်။သမီးလေးမရခင်ဒေါ်စောအောင်မကိုအိမ်မက်လာပေးသေးတယ်။သူ့ကိုမျက်နှာမြင်တော့ထူးကြမယ်။သူ့မှာမျက်နှာဖုံးလိုအရာတစ်ခုပါလာသေးတယ်မဟုတ်လား။ဒေါ်စောအောင်မကလက်အောက်ကလေးချီကဟုတ်ပါတယ်ဆရာကြီး။သမီးလေးမျက်နှာမြင်တော့မျက်နှာပေါ်မှာမျက်နှာဖုံးပါပါတယ်။တားဖွားဆရာမတော်မှရုတ်တရက်လန့်သွားတယ်ပြောပါတယ်။မျက်နှာတစ်ခုလုံးပြောင်းချောချောဖြစ်နေပြီးမျက်လုံးပေါက်ပါးစပ်ပေါက်တွေမပေါအောင်ဆိုပြီးကြောင်ကြည့်နေသေးတာပါနောက်တော့မှတတိယပြီးရာဘာလိုအခွန်ပါလေးကိုမေးစီအောက်ကနေဆွဲခွာရတယ်ပြောပါတယ်ကျမလည်းမိဖွားပြီးမိန်းမောနေတော့ချက်ချင်းမသိသေးပါဘူးဆီယာမပြောမှသိတာပါဟုတ်ပါပြီပြီးတော့သူ့ကိုမွေးပြီးနောက်ပိုင်းထူးထူးခြားခြားစီးပွားတက်လာမယ်မထင်မှလောက်စရာငွေတွေဝင်လာမယ်သမီးလေးကသူ့ကိုယ်ပိုင်ပစ္စည်းအထုံးနဲ့လာတာကွဟုတ်ကဲ့ပါမှန်ပါတယ်ဆရာကြီးသမီးကိုဝင်ရှိတော့လူခွဲမရှိတာရဲ့သမီးအဖေကနေပြောင်းရွှေ့ရတာကြောင့်ကျမလည်းတင်စင်တင်ပြီးအငြိမ်းစားယူလိုက်ပါတယ်အမျိုးသားနဲ့လိုက်မသွားပဲသမီးကိုထိန်းချောင်းပြုစုရပါတယ်သမီးအခါလေးအရွယ်မှာခြံထောက်မှာရွာလာပင်ဆိုင်မလို့မြေဆွရင်အဖိုးတန်ဆွဲပြတစ်ခုကောက်ရပါတယ်ဒေါ်စောအောင်မတို့ရဲ့စမ်းကျဲတဲ့ကံကြမ္မာအလှည့်အပြောင်းကနိုင်ရတင်တွေမွေးလာပြီးနောက်ပိုင်းအပြောင်းအလဲဖြစ်လာပါတယ်သူတို့ဇနီးမောင်နှံနှစ်ဦးမှာခင်မောတဲ့ကမြေလက်ဒေသအောင်လံမြို့ကဖြစ်ပြီးဒေါ်စောအောင်မကရှမ်းပြည်ရွှေညောင်ကဖြစ်ပါတယ်ခင်မောတဲ့ဖြစ်လာမဲ့ဦးအောင်ငင်းကအလောက်တာဝန်နဲ့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့အတွက်ရောက်လာရကအကြောင်းဖက်ပေါင်းစပ်မိခြင်းဖြစ်ပါတယ်။မြေကြီးကရွှေသီးဆိုသလိုပရက်များကိုရွှေကွက်ထားတဲ့ဆွဲပြားတစ်ခုကောက်ရပြီးနောက်
သမီးလေးလူမန်းတိတက်ဆအချိန်မှာအဲ့ဒီဆွဲပြားကိုထုတ်ခွဲရောင်းချပြီးအချိန်နဲ့စတိုးဆိုင်ပစ္စည်းလေးဖွင့်လှစ်ရောင်းချရမှစီးပွားတိုးတက်လာခြင်းဖြစ်ပါတယ်။ကျမတို့အဲ့လိုကနေစီးပွားတက်လာပြီးမီနီမတ်တွေစိုက်ခွဲတိုးချင်နိုင်တဲ့အထိအောင်မြင်လာပါတယ်။အင်းမလေးကြုံမြင်တာပြပြတာပါ။ဒီထက်မကရတနာပစ္စည်းတွေရဖို့ရှိတယ်။ရပြီးပြီလား။သမီးလေးစကားပြောတဲ့ဆရာတော်ကတော့ရတနာတွေပလာတယ်။ခြံတောက်မှာမြှောက်နှံထားတယ်ပဲပြောနေတာ။စကားပြောတဲ့ဆအရွယ်ဆိုတော့ပေါက်ကရပြောတယ်ဆိုပြီးထင်တာပါ။နောက်တော့ဆွဲပြကောက်ရပါတယ်။အခုထိတော့ဘာမှထပ်မရသေးပါဘူး။မှန်တာပြောရရင်တော့စီးပွားတက်လာမှကျမတို့အိုစာမင်းစာအတွက်ရဲ့သမီးအတွက်ရဲ့ဆိုပြီးလက်ဝဲရတနာတချို့လုပ်ပြီးထားတာရှိပါတယ်။ဟုတ်ပြီလေဘလို့နည်းနဲ့ရပါဒါကလေတိုက်ကပေးတယ်ပဲမှတ်။ကျောင်းအနေနဲ့အကောင်းဆုံးအစီအစဉ်အနေနဲ့ဝိညာဉ်ချုပ်ကြလုပ်ပေးလိုက်ပါမယ်။လူသက်တန်းစီနေရအောင်လို့စောင့်ချင်းပေးခဲ့မယ်။အလိုတန်းလေးလုပ်ပေးပါ။နဂါးပုံပါတဲ့ရတနာပစ္စည်းတစ်ခုခုပြုတ်လုပ်ပြီးတော့နဂါးသားရဲ့အတွက်ရည်ဆိုပြီးဈေးဒီတဆူဆူမှလှူဒန်းပေးလိုက်ပါ။ဆရာကြီးလော်ကီရဲ့စီအရင်ပြုတ်ွယ်ကိစ္စတွေကိုလှုပ်ဆောင်ပေးလိုက်တာကြောင့်သူတို့သားအမိလည်းဆရာကြီးကိုကြော့အပြီးနှုတ်ဆက်ခါစိတ်လက်ပေါ်ပါစွာနဲ့ပြန်လာခဲ့ကြပါတယ်။မေမေသမီးတို့ဆိုင်ရာဝန်ထမ်းအလုပ်သမားတွေကိုမော်လမြိုင်ဖက်အန်ကြိုက်ခမီရေးလေဖျားဖို့အစီအစဉ်လုပ်ထားတယ်။ရှေ့ဘက်ထဲသွားကြမလို့ပါအဲ့ဒါသမီးအိမ်ကိုရောတိတ်ချမှားထားတယ်လိုလေသေးမရှိအောင်စီစဉ်ထားပြီနော်။အေးပါကွယ်အေးပါမေမေတို့အတွက်စိတ်ချပါသမီးဖေကဒီရက်ထဲ9ရက်တရားစခန်းရိတ်တာသွားဝင်မယ်ပြောတယ်မေမေအတွက်စိတ်မပူနဲ့နိုင်ရက်ဒီနွယ်တို့ကုမ္ပဏီကဝန်ထမ်းတွေကိုတစ်နှစ်တစ်ခါဖျားဖို့ခရီးစဉ်နဲ့အပျော်ခရီးစဉ်တွေလိုက်ပုံနေကြဖြစ်ပါတယ်ဖျားမျိုးစုံလှည့်ပတ်ဖို့အပြီးကြိုက်ခမီရေးလဲဖျားရောက်တဲ့အခါစီစဉ်ထားတဲ့တဲခွေရရိတ်တာတွေစီအသေးသေးအနားယူကြပါတယ်ညနေဆောင်နေအေးတဲ့အခါမှာအဖွဲလိုက်ကန်ဆက်ကိုဆင်းကြပြီးရေကူးဆော့ကစားနေကြပါတယ်နိုင်ရက်ဒီနွယ်နဲ့အတူတငယ်ချင်းခိုင်ဝေတို့နှစ်ဦးသားဘောကွင်းတစ်ခုစီနဲ့လိုင်းစီလျက်ရှိနေပါတယ်အမေနိုင်ရက်ဒီနွယ်ဘောကွင်းမှာတစုံတရာရဲ့စောင့်ဆွဲခြင်းခံရပြီးပင်လယ်အောက်ကိုစွတ်ခနဲနှင်းမြုပ်သွားပါတယ်ခိုင်ဝေရေလောက်ပါအောင်နိုင်ရက်ဒီနွယ်မှာဘောကွင်းနဲ့တခြားစီဖြစ်သွားပြီးရေထဲမှာနစ်လိုက်ဘောလော့ပေါ်လိုက်ဖြစ်လျက်ရှိနေပါတယ်မေမေရေကဲပါအောင်ခိုင်ဝေရေခိုင်ဝေရေထဲမှာရက်ကန်ကုတ်ခတ်ပြီးအော်ဟစ်အကူကြီးတောင်းနေတာကိုခိုင်ဝေမြင်တွေ့သွားပါတယ်ကဲကြပါအောင်ရှင်ရေနစ်နေလို့ပါဘေးနာဝင်းကျင်မှာရှိတဲ့ရေကူးစော့ကစားနေသူတွေကလည်းနိုင်ရက်ဒီနွယ်ရှိရာကိုကုခန့်ရောက်ရှိလာကြပါတယ်အဲ့ဒီအခါမှာအရေးအယောင်တောင်ရှာမတွေ့ပဲဖြစ်နေပါတယ်နိုင်ရက်ဒီနွယ်မှာရေအောက်ကိုစုံမြုပ်သွားခဲ့ပြီးဖြစ်ပါတယ်ညီမတော်တတိလက်လော့ဖြစ်သွားတဲ့နိုင်ရက်ဒီနွယ်ရဲ့အကြားအာယုံမှာအတန်တစ်ခုတိုးဝင်လာတာကြောင့်မျက်လုံးဖွင့်ကြည့်လိုက်ပါတယ်အတန်ရှင်ကသူ့ကိုပွေ့ချီလျက်သားဖြစ်နေပါတယ်တေချာကြည့်လိုက်တော့အိမ်မက်ထင်းမှာမတ်နေကြအစိမ်းရောင်ချက်ဝက်နဲ့လူထူဆန္နာကရေအောက်ခက်နက်နက်ထဲမှာသူ့အဖို့မွန်းချက်မနေပဲတက်တောင့်တက်တာရှိနေပါတယ်မေမေရေကဲပါအောင်သမီးမေမေတို့နဲ့ပဲနေချင်တယ်ဒီလူကြီးနဲ့မနေချင်ဘူးအမေဖြစ်သူကိုတန်းတာကအော်ဟစ်ငိုကြွေးပြီးအကိုတော်ဆိုသူရဲ့လက်ထက်ကနေအတင်းရုံးကန်ကြောင်နေပါတယ်မေမေရေမေမေလောက်ပါအောင်သမီးကိုကဲပါအောင်အကိုကြီးရဲ့ကျမကိုပြန်ပို့ပေးပါနော်ကျမမေမေနဲ့ပဲနေပြရစီနော်အော်ညီမတော်လေးရဲ့အကိုတော်ဆိုသူရဲ့နှုတ်ဖျားကနေစိုးနဲ့ကြေခွဲတဲ့အတန်ထွက်ပေါ်လာပါတယ်သူ့ရင်ခွင်ထဲကမြာနှင်းစီကိုကြည့်နေရှင်နဲ့မျက်လုံးအိတ်တစ်ခုလုံးနှိရဲကအယောင်တွေဖြာထွက်လျက်ရှိပါတယ်ဟူးအကိုတော်ကတပ်ပြင်းရှိတစ်ခုကိုမှုတ်ထုတ်လိုက်ရှာသူတို့အနီးအပါဝင်းကျင်မှာရှိတဲ့ရေတွေစူဝေတက်လာပါတယ်အကိုတော်နဲ့ပြန်လိုက်ခဲ့ပါကွယ်နှမတော်နဲ့ခွဲပြီးမနေနိုင်ဘူးအကိုတော်နှလုံးသက်ဖို့ကွဲရကြည့်မှသွားလိမ့်မယ်အကိုတော်အသေးနှလုံးသက်ဖို့ကွဲအပ်ကြည့်မှသွားလိမ့်မယ်အကိုတော်ဆိုသူကစိုးနဲ့ကြေခွဲဟန်နဲ့ပြောလာတာကြောင့်နိုင်ရဒီနွယ်ရှင်နဲ့နေကနေနာကျင်လာရပါတယ်သူ့မြင်လွှာယုံနဲ့သူ့နေထိုင်ခဲ့ပိုတဲ့အေယာမနန်းတော်ကြီးနဲ့နဂါးတို့ပြောဆန်ရဗိမ့်မတ်ကြီးဥယျာဉ်တော်မှာရှိတဲ့ရေကန်သားမှာစော်ကစားနေကြတဲ့နဂါးပြုံမေတွေဖြတ်ခနဲထင်မြင်လာပါတယ်
လက်ရှိနဲ့အတိတ်ပုံရိပ်ကြားဟိုတီရင်းတွေလှုပ်ရှားနေပါတယ်။ဆရာကြီးပြောသလိုအရင်ဘွားကအကိုရင်ဖြစ်မယ်လို့တွေးမိလိုက်ပါတယ်။ဟိုးရှိကြောက်တောင်ထိပ်ကိုလှမ်းကြည့်လိုက်ညီမတော်။အကိုတော်ကသူ့မျက်စိကိုဖိကပ်ပြီးပွတ်တက်ပေးလာပါတယ်။ညီမတော်တတိတရားနဲ့လွမ်းစီတီထားတာလေ။ဟုတ်ကဲ့။နန်းရည်တီနွယ်ဖယားရှင်ကိုရည်ဆိုပြီးလက်အုပ်ချီကဖုံးမြလိုက်ပါတယ်။အကိုတော်ရဲ့မိမိတို့အိုမင်းမစွမ်းဖြစ်လာရင်ပြုစုပေးမဲ့သူမရှိဘူး။ညီမလေးကိုဒီရွယ်ထိပြုစုဆောင်ရှောက်ပေးထားတဲ့ကျေးဇူးတွေရှိသေးတယ်။ညီမလေးမွေးပြီးအသက်10နှစ်အထိကျမကြီးချုပ်ရင်းတာတေမလောက်ဖြစ်တာတွေဖေဖေနဲ့မိမိပြီးတဲ့အသက်ပဲရှိပါတယ်။သူတို့မှညီမလေးအတွက်ဒုက္ခများလိုက်ကြတာပါ။ညီမလေးတက်တန်းစိနေပြီးပြုစုခွင့်ရကြပါတယ်။အဲ့ဒီနေ့ကျရင်ဆက်ပြန်လာပါမယ်။ညီမဖြစ်သူခက်ခက်ရရတောင်းပန်ပြောဆိုနေတာကိုကြည့်ပြီးမျက်လုံးအိမ်ကနေမျက်ရည်တစ်ပေါက်လွင့်ထွက်သွားပါတယ်။အဲ့ဒီအချိန်အတောင်20မြလှိုင်းလုံးကြီးဝုန်းကနေမြည်ဟီးကရေပြင်ထက်ကိုထိုးတက်သွားပါတယ်။ကဲပါလေကိုဘွားနဲ့ကိုသာရှိပါစေတော့လေညီမတော်လူပြည်မှာစိတ်အေးချမ်းပြီးပျော်နေရင်ဝမ်းသာနေပါပြီ။အင်းလေအကိုတော်ကအစိုးရင်ပို့နေတာပါ။အချိန်တန်ရင်ညီမတော်ပြန်ရောက်လာမှာပါ။တနေ့ကျရင်လွမ်းစီဒီစီကိုအရောက်သွားပါညီမတော်ဒီကန်ဆာအတိုင်းတယူစနာလာလျှောက်သွားရင်ဝစိန်တော်ရောက်တာနဲ့ညာဘက်လမ်းမြောက်အတိုင်းဝင်သွားပါစီရီတော်မှာပြိုကျပြက်စီးနေတာတွေပြုတ်ပြင်မွမ်းမံပြီးထုံးတိမ်ကကက်လိုပါအကိုတော်ကနိုင်ရက်ဒီနွယ်ကိုပွင့်ချထားရမှအตาအရာဖြေလျှော့ပေးလိုက်ပြီးရေပြင်ပေါ်လက်နဲ့အตาပင့်တင်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာလိုက်တဘောတွေအတင်းရောင်းချလာသလိုဖြစ်လာခြင်းနဲ့အတူနိုင်ရက်ဒီနွယ်လည်းတတိလက်လွတ်မိမျောသွားပါတယ်တတိရလာပြီဟဲ့တော့ပါသေးရဲ့မသေးကောင်းမပြောက်ကောင်းဟာနိုင်ရက်ဒီနွယ်လည်းသူ့ဘေးနားမှာဝိုင်းအောင်လျက်ရှိနေကြတဲ့သူ့အဖွဲ့သားတွေကိုရောင်းနာနာနဲ့ငေးလျက်ရှိပါတယ်ပြီးနောက်ထိုးဆက်လာတဲ့ဖြစ်ပျက်ခဲ့ပုံတွေကိုဘသူကမှမပြောဖြစ်ပါဘူးအဲ့ဒီလိုနဲ့တဲခိုရာနေရာကိုခိုင်ဝေနဲ့အတူလှည့်ပြန်ခဲ့ကြပါတယ်ပင်လယ်ကြီးကတော့ငြိမ်သက်လျက်ရှိနေပါတယ်နိုင်ရက်ဒီနွယ်လည်းအကိုတော်မှာကြားတဲ့စကားကိုပြန်လဲကြားအောင်ပြီးပင်လယ်ကန်ဆက်အတိုင်းမျှော်ကြည့်မိပါတယ်အကိုတော်ပြောတဲ့စီတီကိုမမြင်တွေ့ရပေမဲ့လည်းအဲ့ဒီနေရာကိုတွားရောက်ဖုံးမြော်မယ်လို့စိတ်ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်ရေပြင်စီကိုလက်အုပ်ချီမို့ကြောလိုက်ပြီးကျေးဇူးတင်ပါတယ်အကိုတော်မှာကြားသလိုကောင်းမှုကုသိုလ်ပြုပါမယ်လို့ဂရုပေးပါတယ်နိုင်ရည်နွယ်နဲ့ခိုင်ဝေတို့တဲခိုရာအခန်းပြန်ရောက်တော့မှောင်နေပြီဖြစ်ပါတယ်နှစ်ယောက်တခန်းငှားထားတာဖြစ်တာကြောင့်ခိုင်ဝေနဲ့တခန်းနဲ့နေကြခြင်းဖြစ်ပါတယ်နိုင်ရည်နွယ်လည်းစိန်မောလူမောဖြစ်ခါကရင်ပေါ်ပြစ်လဲချလိုက်ပါတယ်ခိုင်ဝေကရေချိုးကန်တောင်းဝင်ကရေချိုးနေပါတယ်ခဏအကြာရေချိုးပြီးသွားတာကြောင့်အပြင်ပြန်ထွက်လာပြီးနိုင်ရည်နွယ်ခြေပြက်လက်ပြက်ဖြစ်နေတာကိုတွေ့တာကြောင့်လှမ်းပြောပါတယ်မနဲ့လမ်းသွားအောင်ရေချိုးလိုက်ပါလားမနဲ့ရေထဲမြုပ်နေတာအကြာကြီးပဲလန့်ပြီးအော်ဟဲ့အကူကြီးတောင်းလိုက်ရှာတာမျက်လုံးထဲပြဝေးနေရပဲဘာတွေပြောမိမှန်းတော့မမှတ်မိတော့အေးဟဲ့ချိုးပါမယ်မနန်းလဲအခုထိရင်တွေခုန်နေတော့မှာပဲဒါဆိုရင်ရေချိုးလိုက်အောင်မယ်ပြီးရင်ထမင်းသားစားကြမယ်နိုင်ရည်တွေနဲ့ခိုင်ဝေတို့ထမင်းစားတော့ပြီးတဲခုတ်ဆောင်ရှိခုံတန်းလျားမှာပင်လယ်ဘက်မျက်နှာမူပြီးပင်လယ်အလှကိုငေးမောခန်းစားကြည့်နေကြပါရီတခြားသူတွေလည်းသူ့အဆုနဲ့သူမြေပြင်မှာဝိုင်းဖွဲ့ပြီးစကားပြောနေကြပါရီလာရောင်ကပင်လယ်ပေါ်ဖြာကျနေပါရီလိုင်းချက်ခွတ်တန်တစ်ဖြက်ဖြက်နဲ့ဘုံငွေရောင်လှိုင်းအဖျားတွေကတလက်လက်တောက်ပါနေပါရီပင်လယ်စီကနေလေးပြေလေးညင်ကစားနဲ့တင်းနေပါရီလာမင်းကြီးကဝိုင်းဆက်နေရပဲနော်မနဲ့နိုင်ရတင်တွေကပင်လယ်ကိုငေးမကြည့်နေရမှခိုင်ဝိတ်စကားတန်ကြောင့်ပြန်ပြောလိုက်ပါရီအေးပေါ့ဒီညကတစောင်းမုံလားပြေဆိုတော့ခါတိုင်းထက်ကောင်းကြရကြည့်ရလေကျေတာရနှက်ခတ်တွေစုံနေလားစေးပေါင်းခရဲတဲ့မဲစလဘူးတောက်တောင်စားချင်သွားပြီဟင်ခိုင်ဝေကပကုံးလေးတွန့်ပြီးရီကျဲကျဲပြောလာပါရီအရီနောက်စကားတန်ခဏတိတ်သွားကြပြီးလာမင်းနဲ့ပင်လယ်အလှကိုငေးမောခန်းစားနေကြပါရီမနှက်ပြန်ကြရင်ပင်လယ်ကန်းဆက်တိုင်းငါတို့ရှောက်ကြည့်အောင်ဟိုဘက်အောင်ပင်တဲ့အလွန်မှာကြောက်ဆောင်ကွေးတစ်ခုရှိတယ်ပြီးရင်မြို့မိုင်းပြီးလေတရာရင်ကနေဝေယုံတော်ရှိတယ်ချောင်းရိုးလေးတစ်ခုလည်းရှိတယ်တိတ်ဆိတ်ငြိမ်သက်နေရမှနရက်ဒီနွယ်စီကစကားတန်ထွက်လာပါရီ
ပင်လယ်ကိုငေးမောကြည့်ပြီးတတွတ်တွတ်ပြောနေတဲ့နရက်ဒီနွယ်ရဲ့ပုံစံကအိမ်မက်မက်ပြီးရောင်ရမ်းနေသူလိုဖြစ်နေတယ်လို့ခိုင်ဝေးစိတ်ထဲထင်မိပါတယ်။အဲ့ဒီချောင်ရိုးအတိုင်းလှေလေးစီးသွားရင်တောင်ပေါ်ကထုံးဖြူစေတီလေးကိုရောက်တယ်။ဒါဆိုရင်လှေထက်စီးရသေးရလားယင်မနဲ့ခိုင်ဝေးရဲ့မိကြောင့်နရက်ဒီနွယ်လန့်တယ်လို့ဖြစ်ပြီးကိုလုံးလေးတုံသက်သွားပါတယ်။ငါဟိုတော့ကအိမ်မက်ထဲမှာခဏခဏမှတ်ပူတာအဲ့ဒီအတိုင်းပဲခိုင်ဝေဒီတော့မှရိပ်မိသွားပါတယ်။နရက်ဒီနွယ်မှာတိုက်ကလာသူဖြစ်ကြောင်းနဲ့ဆရာတဦးထံမှာကုသပူကြောင်ကြားပို့ပါတယ်။ဒါပေမဲ့နရက်ဒီနွယ်ကတငယ်ချင်းဖြစ်သူကိုအတရကြဘာတစ်ခုမှပြောမပြထားတာကြောင့်ရေးရေးရရမသိရပါဘူး။ခိုင်ဝေကပါစိတ်ဝင်စားလာပြီးပြောလာပါတယ်။ဒါပဲဖြစ်ဖြစ်သွားတော့ကြည့်ကျင်တယ်ဟုတ်မဟုတ်သိရတာပေါ့။အဲ့မှာမနှက်ပြန်ကြရင်လိုက်ချင်တဲ့သူရှင်ခေါ်သွားမယ်။ကဲညီလဲနှက်ပြီဆိုတော့အထဲဝင်ပြီးအိတ်ကြရအောင်။သူတို့နှစ်ယောက်စကားစဖြတ်ပြီးအခန်းထဲဝင်ကအိတ်လိုက်ကြပါရီ။နရက်ဒီနွယ်တို့အိတ်ရဝေးချိန်အချိန်နဲ့တပြေးညီဆိုသလိုတောင်ကုန်းမုံမှုပေါ်မှာရှိတဲ့စေတီတစ်ခုမှာလူနှစ်ယောက်အလောက်များနေကြပါရီ။စေတီတော်ရင်မြင့်တစ်ခုလုံးကိုထိန်တာနေတဲ့လာရကြောင့်နေဘက်အလားဖြစ်နေပါရီ။ထီတော်မှာချိတ်ဆွဲထားတဲ့ခေါင်းလုံးတွေစီကနေလေတိုးတဲ့အခါတိုင်းတက်ချွင်ချွင်နဲ့စီးချကြကြထွက်ပေါ်နေပါရီ။အထက်အောက်ယောဂီယာဝတ်ဆောင်ဝတ်ထားတဲ့တိုက်တိုးဆရာညွန့်ကကြောက်ပွဲပြက်နေပါရီ။ပြီးနောက်အုံသိပေါ်မှာဖျားတိုင်စိုက်ထုတ်ပြီးနဂါးရောက်ထုတ်ရှိယူလာကရင်ပြင်တော်မှာချထားလိုက်ပါရီ။ဆရာညွန့်ကတိုးရထုံးမှာပဝါဖြူပတ်ထားတာကိုဖြည့်ချလိုက်ပြီးသပင်ကိုခါချလိုက်ရာပခုံးအထိဝဲကျသွားပါရီ။သူ့မေးစီမှာရှိတဲ့မုံစိတ်ဖြူကိုတစ်ချက်ဆွဲတက်လိုက်ပြီးလက်ကိုစန်တန်းကပါဇက်ကနေဖူကနေမှောက်ထုတ်လိုက်ပါရီ။အဲ့ဒီအချိန်ဇေဒီတော်ရင်ပြင်ဘေးမှာရှိတဲ့ညောင်ပင်စီကနေငှက်ဆိုးတကောင်ဂီးကနေအော်ကထပြန်သွားပါရီ။ဟက်ကောင်ဆက်နဲ့ကြော်နက်ခတ်တာရကြေပေါင်းစုံနေပြီ။ငါလွယ်ထဲကစုံတိုက်နှက်တိုက်ချုပ်ရင်ထည့်ထားတဲ့ဘုံနဲ့စေးနီမုံထုတ်သွားယူလာခဲ့။ငါစရင်တော့မယ်။ဆရာညွန့်ကကောင်းကင်မှာရှိတဲ့နက်ခတ်တာရအခြေအနေကိုကြည့်ရှုတွက်ချက်ပြီးတပည့်ဖြစ်သူကိုအမိန့်ပေးလိုက်ပါရီ။ပြီးတော့ရင်မြင့်တော်ပေါ်ချထားတဲ့စေးချိန်လုံးကိုကောက်ယူလိုက်ပါရီ။ကြောက်ပွဲဘေးပတ်ချလေကို6တောင်ပတ်လဲစီ3တားဆန့်ကွာတပည့်ဖြစ်သူဆန်နဲ့ကျော်ကပစိုးတွတ်တို့ပြင်ဝစ်ပြီးဆရာခိုင်းတဲ့အတိုင်းကြောက်ပွဲပတ်ချလေကိုစေးနီမုံလိုက်ဖြိုးလိုက်ခါစီ3ခုချထားလိုက်ပါရီအဲ့ဒီစေးနီမုံကလူအယိုးတွေနဲ့အစိမ့်တီတေးလွန်ရမှရရှိလာတဲ့သွေးနဲ့မန်တန်ဆုပ်ပြီးစီရင်ထားခြင်းဖြစ်ပါရီဆန်နဲ့ကျော်စီးတာပြီးတဲ့နောက်ဆရာညွန့်ကလက်အုပ်ချပြီးဆိုင်ရာပိုင်ရာတွေကိုပင့်ဖိတ်လိုက်ပါရီတိုက်ချုပ်ဘိုးတော်နဲ့တကွဆိုင်ရာနတ်အပေါင်းတို့အားလုံးစုံဖုတ်သစီမှင်စာရက်ခအားလုံးကာယကံရှင်ကိုမလုံးမရှက်ချုံနှက်ပြီးခေါ်လာခိုင်းတော်ကြီးအမိတ်ငါတို့ဆရာများရဲ့အာဏာတိစီဆရာညွန့်ပင်ဖိတ်ရွတ်ဆိုပြီးတဲ့နောက်ကျိန်လုံးကင်ထားတဲ့လက်ကိုနဂါးရုပ်ကြီးခေါင်းပိုင်းရှိရာကိုလက်ဆက်တန်းပြီးဂါထာမန်တန်ရွတ်ဆိုလိုက်ပါရီဂါထာဆုံးတဲ့အခါအချီကျိုးနဲ့ကြိုတင်စီရင်ထားတဲ့ငကဘက်ကြော်ကွင်းကိုလုံးမှာဆက်လွယ်တိုင်းထားရာကနေဖြုတ်ယူလိုက်ပြီးလက်ထဲကင်ထားလိုက်ပါရီငါရဲ့ဆိုင်ရာပိုင်ရာတွေရောက်လာရင်တရင်ပို့ကြထင်ရှားအောင်ပြကြဆရာညွန့်စကားတန်ဆုံးပြီးမကြမီလဲပိန်လောက်ရှိတဲ့မီလုံးကြီး6လုံးကောင်းကင်ထက်မှာဝဲပြန်နေပါရီကဲငါဤကဝေဆက်အစွမ်းပြကြစမ်းရော့ငကဘက်ကြော်ကွင်းဝူကနေအတန်ကြီးကမြေကြီးပင်တုံဟီသွားပြီးငကဘက်ကြော်ကွင်းကလေထဲဝဲပြန်ကကြောင်နဂါးရုပ်ကြီးမှာဆွတ်သွားပါရီရုပ်ထုကြီးရိမ့်ထို့လှုပ်ရှားနေပါရီနိုင်ရတင်တွင်လမ်းရိုးအတိုင်းရှောက်ဝင်သွားပြီးတောင်ကုန်းတစ်ခုစီကိုဦးတီဆက်လျှောက်နေပါရီသူခနာကိုကပေါ့ပါပြီးတွာလက်နေတယ်လို့ဖြစ်နေပါရီတခါတရံလေထဲလွင့်မြန်နေပြန်ပါရီသူကိုယ်သူအမတ်မထင်ငုတ်ကြည့်ရာအစိမ်းရောင်ဝတ်ဆောင်မှာရွှေအိုရောင်အခြေခွန်တွေအလှစီချဲထားတယ်လို့ဖြစ်နေပါရီရုတ်တရက်ဆိုသလိုရဲပရောင်ထနေတဲ့မီလောင်ကြီး6လုံးကသူ့ခေါင်းပေါ်ဝေးပြန်လာနေပါရီအမလေးသူလန့်ပြီးအော်ဟစ်မိကခဏကိုရင်ပြီးတင်းရှောင်လိုက်မိရာမွေးတကောင်လိုမြေပြင်မှာရှော့တိုင်းမိလျက်သားဖြစ်နေပါရီတဆက်သေးဆိုသလိုကျိုးကွင်းကြီးတစ်ခုသူ့ခန္ဓာကိုယ်ရစ်ပတ်လာပြီးတင်းကျပ်အောင်ချုံနှောင်လာပါရီဟဲ့ကြကြပါအောင်ရှင်နိုင်ရတင်တွင်ကြောင်းလက်တကြားအော်ဟစ်အကူကြီးတောင်းပေမဲ့လေဘသူမှမသိနိုင်ခင်မှာတင်လေထဲလွင့်မြော်လိုက်ပါသွားရပါရီ
နှကားမလေးရောက်လာပြီလားဆရာညွန့်ဆိုတဲ့တိုက်ဆရာမှာအောင်ပွဲရတဲ့စစ်သူကြီးအတိုင်းအော်ဟစ်ရီမောနေပါတယ်နိုင်ရဒီနွယ်မှာစီချထားတဲ့အလဲရရှိနေပါတယ်ကျမကိုလွတ်ပေးပါရှင်တမ်းမမာတယ်ကျမဘာမှမသိပါဘူးဒီစေဒီကိုဖိုးချင်လို့ရောက်လာတာပါမသိလို့ရမလားနင့်ကိုပရဆိုင်ရာတွေနဲ့ငါခေါ်ခိုင်းလိုက်တာလीနင်တော်မအိပ်ပျော်နေရကနေရုတ်တရက်ထပြီးလိုက်လာတာမသိလိုက်ဘူးမဟုတ်လားငါပုဂ္ဂိုလ်တွေကအနူနီးသုံးပြီးတော့နင့်စိတ်ကိုလှည့်စားလိုက်တာလीကဲငါပြောမယ်ဒီစေဒီကနင့်ကိုနာဂတိနာနဂနင့်အတွက်ရီးစိုးပြီးတဲပေးထားတာတိုက်စာလည်းရထားပြီနင်လိန်လည်းမရတော့ဘူးဟိုမှာဖတ်ကြည့်လိုက်စမ်းတိုက်ဆရာညွှန်ပြရာစီဒီတော်စီနိုင်ရတင်ွယ်ကြည့်လိုက်ပါတယ်ခေါင်းလောင်းပုံနေရာမှာရေးထိုးထားတဲ့ကပ်ပြီးကိုဖတ်ကြည့်လိုက်ပါတယ်စောနဝတီလွမ်းစီတီအခုတော့နာဂတိနာကောင်းမှုနိုင်ရတင်ွယ်တဖြည်းဖြည်းရိမ့်မိလာပါတယ်တိုက်ဆရာဆိုသူကသူ့ကိုအတုံးချပြီးကျောင်းတပိတ်ထဲမှာရှိတဲ့ရတနာပစ္စည်းတွေကိုယူဖို့အတွက်အောက်လမ်းမော်အတန်းနဲ့စီရင်ချင်းဖြစ်နေပါတယ်ကျမဘာမှမသိပါဘူးပြန်လုပ်ပေးပါရှင်နေ့ရက်ညာလက်မှာနဂါးစာမဲ့ရုပ်ရှိတယ်အဲ့ဒီလက်နဲ့ကျောင်းတပိတ်ကြီးကိုဖွင့်ပေးလိုက်ဒါဆိုရင်နေ့အသက်ကိုချမ်းသာပေးမယ်မဆောင်ချင်းဘူးဆိုရင်တော့နဂနိုင်မီဆက်ကြအင်းနဲ့စီရင်ပြီးနေ့ကိုမီးတိုက်မယ်ဟောဒီမှာကြည့်လိုက်ဒီတော့မှသူ့လက်ပြန်တစ်ချောက်ကိုတေချာပြန်ကြည့်မိပါတယ်နိုင်ရတင်ွယ်လက်ပြန်မှာမွေးရပါစာမက်အနေတစ်ခုရှိပါတယ်တို့ရမှာဘာပုံမှန်မသိပါဘူးမထင်မရှားရေးတိတိပုံနဲ့ဖြစ်ပြီးမိခင်ဖြစ်သူကပါအိမ်မက်အရာလူဝင်စားတယောက်ဆိုပြီးသတ်မှတ်ထားတာရှိပါတယ်ဆရာညွန့်ကကြေးပြားနဲ့စီရင်ထားတဲ့အင်းချက်ကိုပြစ်ပေါက်လိုက်ရာမီးလုံးကြီးဝုန်းကနေပေါ်လာပြီးဇေဒီတော်အနီးမှာရှိတဲ့ထမ်းပေတပင်မီးဟုံဟုံတောက်လောင်ပြီးပြကျသွားပါတယ်ဆိုင်ရပိုင်ရတွေနဂါးမကိုမလှောက်အောင်ချုပ်ထားကြောက်တပိတ်ကိုသူ့လက်ဝါးနဲ့ဖွင့်စေအနောက်ပြောကအားလုံးဖဲ့ချထားမြေပုတ်ဘလူလေးဦးကဒီတောင်တကြောကိုစောင့်ကြက်ထားကြနိုင်ရတင်ွယ်ခန္ဓာကိုလေထဲမျောပါသွားပြီးနဂါးရုပ်ထုရက်ပတ်ခွေထားရာကြောက်တပိတ်စီကိုရောက်သွားခဲ့ပါတယ်နဂါးရုပ်ထုကြီးမှာ900ခန့်ရှိပြီးကြောက်တပိတ်ကြီးမှာ4ပေပတ်လိုက်ခန့်ရှိပါတယ်အဲ့ဒီအချိန်တိမ်မင်းညိုတွေရုတ်တရက်အုံဆိုင်လာပြီးလားရောင်ကိုဖုံးလွှမ်းသွားကအမောင်တိုက်ကြီးဖြစ်သွားပါတယ်လေပြင်းတွေထန်လာပြီးတဝဝတိုက်ခတ်လာပါတယ်လိုင်လောင်ကြီးတွေကန်ဆက်ကိုတဝဝရိုက်ခတ်နေတာကကြောင်မက်ဖွယ်ရအသက်နဲ့ကြီးလို့ဖြစ်နေပါတယ်အဲ့ဒီအချိန်ပင်လယ်တဲကနေဝုန်းခနဲ့မြေဟီးတန်တဲ့အတူနဂါးကြီးတစ်ကောင်တိုးထွက်လာကကောင်းကင်ထက်မှပြန်ဝဲပြီးဇေဒီတော်ရှိရာကိုစိုက်ဆင်းလာနေပါတယ်တိုက်ဆရာညွန့်လဲဈေးချိန်လုံးကိုလက်ထဲဝှေ့ရပြီးဆိုင်ရာပိုင်ရာတွေကိုအမိတ်ပေးခိုင်းစေနေပါတယ်ဆရာညွန့်ကသူ့အဆောင်ပုဂ္ဂိုလ်တွေကိုဒေါသတကြီးဆဲရီတိုင်းထွာနေပါတယ်နဂါးကြီးရင်ပြပေါ်အသာဆင်းသက်လာအပ်ပြီးလိုအပ်သွင်းကိုပြောင်းသွားပါတယ်နိုင်ရတင်ွယ်နှုတ်ဖျားကနေစကားသံတစ်ခုကရောင်ရမ်းပြီးလှမ်းခေါ်မိလိုက်ပါတယ်အကိုရနာဂတိနာညာနန်းဝတီညီမလေးအကိုရရောက်လာပြီဘာမှမကြောက်နဲ့နာဂတိနာကစိမ်းမောင်နေတဲ့ချက်ဝတ်တန်စာနဲ့လက်ထဲမှာမီလီယံဓာတ်တလက်ကင်ဆောင်ထားပါတယ်ဓာတ်စီကနေမီတောင်မီလီယံတွေတရှက်ရှက်မြည်ဟင်းနေပါတယ်အဲ့ဒီနောက်တိုက်ဆရာစီကိုမီလီယံဓာတ်အိုးနဲ့ချိန်ရွယ်ပြီးတတ်ထုတ်တန်ပေါက်နေတဲ့အတန်နဲ့အေးအေးဆေးဆေးတိတိငြိမ်ငြိမ်ပြောလိုက်ပါတယ်အသင်လူသားကျောင်းနဂါးတိုက်မှာအဖိုးတန်ရတနာတွေနဲ့အစွမ်းထဝိစာပစ္စည်းအမျိုးမျိုးရှိတယ်နောက်ပွင့်မဲ့အရိမြစ်တရားဖျားရှင်ကိုလှူဒန်းဖို့တင်ဆဲထားတဲ့ပစ္စည်းတွေဖြစ်တယ်အသင်လူသားတို့ရထိုက်တဲ့ပစ္စည်းမဟုတ်လို့လာလန်းအတိုင်းအေးအေးဆေးဆေးပြတ်မှာဒီလိုမှမဟုတ်ပဲဆက်ပြီးတော့ဒုက္ခပေးနေမယ်ဆိုရင်အဝိဇ္ဇငရဲကိုရောက်ရလိမ့်မယ်ဆရာညွန့်ကဒါတွေငါမသိချင်ဘူးဂယုလည်းမဆိုင်ဘူးအခုချက်ချင်းရတနာတွေကိုသာထုတ်ပေးငါအစွမ်းပြလိုက်ရမလားကြမ်းတမ်းခက်ထန်နဲ့မန်မဲတန်နဲ့အော်ဟစ်ပြောပါတယ်ဒီနေ့လာပြင်းကဥပုံလေးဖြစ်လို့တင့်ကိုဒုက္ခရအောင်မလုပ်ချင်လို့ပြောနေတာကျွန်ုပ်အမျက်တင်အောင်မလုပ်ပါနဲ့ပြန်ပါတော့အဲ့ဒီလိုထပ်ပြောပါတယ်နာဂတိနာစကားဆုံးတာနဲ့ဆရာညွန့်ကပြောဆိုစေးချိန်လုံးကိုကိုင်းပြီးပါဇက်ကနေအုံခံပြီးမန်တန်ဆုပ်လေရာမီးလုံးကြီးတွေဝဲပြန်လာပြီးနာဂတိနာကိုတိုက်ခိုက်ပါတယ်နာဂတိနာလည်းမီလီယံဓာတ်နဲ့ခုတ်ပိုင်းကတင်းရှောင်ရင်ချက်ချင်းဆိုသလိုညီမတို့ကိုချုံနှောင်ထားတဲ့
ငကဘတ်ကြော်ခွင်ကိုဖြတ်တောက်ပေးလိုက်ပါတယ်။နိုင်ရက်တင်ရွယ်လည်းစီဝိုင်းအတွင်းကနေပြေးထွက်ပြီးနာဂဒေနာကိုပြေးဖက်လိုက်ပါတယ်။ကောင်းကင်ယံမှာရှိတဲ့ဆရာညွတ်ခိုင်းစီထားတဲ့တက်စီမှင်စာနဲ့ဖုတ်ပလူးတို့ကိုမိုးကြိုးဆက်လက်နက်တွေတတိုင်းတိုင်းထိမှန်ကမြူမောင်သဲမုံတွေအဖြစ်တဖြောဖြောပျက်စီးသွားပါတယ်။အရီနောက်ဝင်းကြီးတွေမှာမိခိုးဖြူလိုမျောလွင့်သွားပြီးမြေအောက်ထဲကိုအလိုလိုတိုးဝင်ပြောက်ွယ်သွားပါတယ်။အဲ့ဒီအချင်းရနဲ့တပြိုင်နက်ဆိုသလိုငကားတိုက်ဆောက်ဘလို့နှကောင်ဝုန်းကနေရောက်လာပြီးဆရာညွန့်တပည့်ဆန်နှက်ကျော်ကိုဖမ်းယူပြီးပင်လယ်ဘက်ကိုလွှင့်ပြလိုက်ရာအတန်နဲ့ကြီးနဲ့အော်ဟစ်ပြီးတဲတောင်ပြင်မှာငိမ့်သက်သွားပါတယ်။ဘလို့နှကောင်ကတိုက်ဆရာကိုဂုတ်ပိုးကနေမယူကနာခဒေနာရှိကိုဆွဲခေါ်ယူလာပါတယ်။ဒီတော့မှတိုက်ဆရာလည်းတုံတုံရှိရှိနဲ့လက်အုပ်ချပြီးတောင်းပန်လာပါတယ်။အသင်နှကားမဲ့တနာတော်အဖြစ်ကျွန်တော်အသက်ကိုချမ်းသာပေးပါတေတပံတက်တဆုံအလုတ်ကျွေးပြုတ်ပါမယ်။နာခဒေနာနဂါကဆရာညွတ်ကိုတေချာစိုက်ကြည့်ပြီးမောင်မင်းဒီနေ့အစပြီးမိစ္ဆာဒိဋ္ဌိပညာရက်တွေကိုစွန့်လွတ်ပြီးဒီဖျားမှာအလုတ်ကျွေးပြုတ်ကဥပဒကကပ်ပြရဘလူးတကောင်ပေါ်ကနေထိမ့်သိမ့်စောင့်ရှောက်မယ်လို့ဂရိပြုမယ်ဆိုရင်အသက်ချမ်းသာရပေးမယ်။မောင်မင်းကနောက်ပွင့်မဲ့မြတ်စွာဘုရားနဲ့ဖိုးတွေ့ခွင့်ရပြီးဖျားဟောတဲ့တရားတွေကြားနိုင်မြင်နိုင်ပြီးကျွတ်တန်းဝင်လိုက်မယ်။ကျွန်တော်တို့လည်းမောင်မင်းနဲ့အတူဖျားရှင်အဆုံးအမတွေနာကြပြီးကျွတ်တန်းဝင်ကြမယ်။ဟုတ်ကဲ့ဂရိပေးပါရအရှင်နဂါမင်း။ကဲဒါဆိုလဲမောင်မင်းရဲ့ပညာရက်တွေစွန့်ပြီးတော့ရော့တလုံးမျိုးချလိုက်နာခတင်နာကဗဇားဟလိုက်ပြီးအာဂရင်းနဲ့ကတလုံးထုတ်ယူပြီးဆရာညွန့်ကိုပေးလိုက်ပါတယ်ဆရာညွန့်မျိုးချလိုက်ပြီးတခဏအတွင်းတဝဝအံပြီးပြင်းညစ်စွာအသက်ထွက်သွားကအဖြူရောင်ဝိညာဉ်တစ်ခုမျောလွင့်သွားရမှဘလို့အသွင်ကိုဘဝပြောင်းသွားပါတယ်ပြီးနောက်ဖះကိုအာယုံပြုတ်ပြီးသစ္စာဆိုလိုက်ပါတယ်နဂါမင်းမှာကြားတဲ့အတိုင်းဒီနေရာမှာအဆောင်အကျဖြစ်ရတနာတိုက်ကိုထိမ့်သိမ့်ဆောင်းရှောက်ပါမယ်နာခတင်နာလည်းညီမတော်ကိုပြဖက်လိုက်ပြီးနှစ်ဖိုးကိုညှင်သာစွာနမ်းရှုံလိုက်ပါတယ်ကဲညီမတော်ကို့နေရာကိုပြန်มาတော့နော်အခုတော့လိုက်ပို့ပေးမယ်လူဘဝနေရသမျှကာလမှာဝိပဿနာတရားအားထုတ်ပြီးကျွတ်တောင်းဝင်နိုင်အောင်ကျင့်ကြံပါအခုတော့တို့ငကားဘဝကိုတစ်ဖန်ပြန်မရောက်စေပဲကြီးကျယ်မြင့်မြတ်တဲ့နိဗ္ဗာန်မတ်ဖို့မျက်မှောက်ပြုနိုင်ရင်အကောင်းဆုံးပါပဲကွယ်ဟုတ်ကဲ့ပါကိုကြီးညီမလေးဂရိပေးပါရယ်အေးရှောင်းနေတော့လှနေပြီအခုတော့ငကားမင်းကြီးထံကိုအခါစားဝင်ရတော့မယ်ငါညီမလေးအိပ်ပျော်နေရကတရေတို့ရုတ်တရက်ထပြီးတဲခွေရကထွက်သွားတာအခုတော့သိပြီမေချက်ချင်းရောက်မလာနိုင်ဘူးဖြစ်သွားတယ်အခုလိုကိစ္စမဖြစ်ခင်နန်းရတင်တွေအာယုံထဲမှာအိမ်မက်ထဲလမ်းထရှောက်နေတယ်လို့ထင်နေမိပါသေးတယ်နှစ်ဖိုးတွေ့မျက်စိရှိကြုံရတော့မှထူးဆန်းတဲ့အခုအဖြစ်ပြက်ကိုတအံ့တော်ဖြစ်နေရပါတယ်ဒါဆိုသွားကြစို့ညီမတော်နာဂဒေနာကနန်းရတင်တွေကိုအသာပွေ့ချပြီးသူ့ရင်ခွင်နဲ့ဖိကတ်ထားလိုက်ပါတယ်နန်းရတင်တွေကအကိုရောရဲ့ပါကိုဖွားဖွားလေးအနမ်းပေးလိုက်ရာနာဂဒေနာမျက်နှာကြည်လင်ဝင်းပသွားပါတယ်ညီမတော်ကြီးတို့ရီလေးဟုံစီပြီးသွားကြရအောင်ဟဲ့နာဂဒေနာကနန်းရတင်တွေကိုပွေ့ချထားရင်ကောင်းကင်ရံကိုဝဲပြန်တက်သွားလိုက်ပါတယ်လာမင်းကြီးကတိမ်ညိုကင်းစင်ပြီးကြည်လင်ဝင်းပနေပါပြီညီမဖြစ်သူပျော်ရွှင်စေဖို့အတွက်ပင်လေပေါ်လေးဟုံစီဝဲပြန်ပြလိုက်ရေးလွှာပြင်ပေါ်လျှက်တိုက်ပြေးလိုက်နဲ့စော့ကစားပေးလိုက်ပါတယ်ကွန်တီယာညက်ခန့်စော့ကစားပြီးဘန်ဂလိုရှိတောင်ပြင်မှာဆင်းသက်ခါနိုင်ရည်တွေကိုအောက်ချပေးလိုက်ပါတယ်ညီမဖြစ်သူနှစ်ဖူးကိုအနမ်းတစ်ချက်ပေးလိုက်ပြီးညီမတော်သွားတော့နော်အခုတော့လည်းပြန်တော့မယ်တက်ရှိကျမ်းမလို့ဘေးဥပတ်အန်တီကင်းဝေးပါစေအကိုကြီးလည်းထပ်တူရပါစေမိုးကုတ်ဆက်ဝိုင်းမှနေမင်းကြီးပြူထွက်လာပါတယ်နာဂတိနာလည်းညီမဖြစ်သူကိုလက်ပြနှုတ်ဆက်ပြီးပင်လယ်ထဲကိုတဖြည်းဖြည်းဆင်းသက်ခါငုံရှိုးသွားခဲ့ပါတယ်ဟုတ်ကဲ့ပါပရိသတ်ကြီးရေအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူနေဖုံးသိရေးသားတဲ့ကြောင်နဂါတိုင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ရက်ဒီမှာလည်းတခြားစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးအောင်မှာဖြစ်လို့ပရိသတ်ကြီးကကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့အသေးသက်တွေတင်လာသိရှိစေဖို့အတွက်ဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ထားပြီးဖို့ကိုလည်းမမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်